ဆီယနာတင်းတဲ့ကိစ္စကတော့ဒီပါတီကိစ္စမဟုတ်ဘူးเนาะဒီတိုင်းရင်းသားရေးကိစ္စလည်းတိုင်းရင်းသားနဲ့ပါတီကိစ္စလည်းမဟုတ်ဘူးဆိုတော့တရားအလုံးကဝိုင်းပြီးတော့ဒီဆီယနာရှင်ဖြိုချဖို့အတွက်ဆိုပြီးတော့လိုင်းပေါ်တွားကြတယ်ဒါမဲ့တချို့လူတွေရဲ့တချို့ပါတီတွေရဲ့ဟိုစိတ်ထိမှာကဒီCRPH ကအဓိကတော့ CRPH ကတော့ဒီအနိုင်ရ NLD ရဲ့ဥဆောင်တဲ့ကော်မတီပေါ့နော်ဆိုတော့တိုင်းဒေသတွေလည်းဒီအာဏာမသိမ်းခင်မှာဖိတ်နေတာတွေတွေ့ရပါတယ်ဆိုတော့ဒီ CRPH ဘက်ကရောတကယ်လို့များတခု2008ကတော့သူတို့ရဲ့ဒါကြိုပြီးတော့တော်လောက်လာပြီခုနတော့ထဆာလေးပြောထားတယ်ဒါဟိုပြစ်ပြီပေါ့နော်အတိရီးဆွေးမလားဘလူလောက်မလဲဆိုတာတော့ရှိလာမှာဆိုတော့ဒီတိုင်းသားပါတီဒီပဲဖြစ်ဖြစ်တိုင်းသားအရေးနဲ့ပတ်သက်ပြီးတော့ဒီအလုံးပါဝင်တဲ့ platform ကိုဘလူလောက်ဖို့ဘလူသွားဖို့စဉ်းစားထားတာရှိတယ်လေအခုတော့ကျွန်တော်ကဥမာချီပီနဲ့ယာယီအစိုးရကိုဖွဲ့လာတဲ့တနေ့ကျရင်ချီပါတီတွေကိုဖိတ်ပါမယ်ပါတီစီတမျှပေါ့ချီပီနဲ့မှာပါတီစီတမျှကိုဖိတ်မယ်လာကြပါပြောရအောင်ဒါဒီပီတုအစိုးရဖြစ်နေဒါဒီကျွန်တော်အနေနဲ့ကနော် NLD ဆိုရချီပါတီဆိုရဟိုကြာအဲ့လိုဆိုရမဟုတ်ဘူးချီပီတူလူထုအစိုးရဖြစ်မယ်ဒါကြောင့်မလို့ကျွန်တော်ပြောနေတာကတော့ CN လည်းပါတီနဲ့အဲ့ဒီမှာလေ CNF လည်းပါတီနဲ့ပြောချင်တာကပေါ့ဒါကတော့ကျွန်တော်ဒီလာတလောအခြေအနေမှာကျွန်တော်ပြည်သူလူထုကိုကျွန်တော်ကအကာအကွယ်ပြုဖို့ရအတွက်နဲ့စိတ်ကိုဆက်လက်ချီတော့နိုင် platform တစ်ခုကိုတည်ဆောက်တာဖြစ်ပါတယ်အဲ့ဒါကို structure တခြားကျွန်တော်ရေးဆွဲပြီးတော့ပထမကတော့ဟုတ်ပြီကျွန်တော်ဟာဒီပြည်ထောင်စုရေးဆွဲဖွဲ့မှာဖြစ်ပါတယ်ပြီးတော့အခုတော့ပြည်နယ်နဲ့တိုက်ကိုဖွဲ့မှာဖြစ်ပါတယ်အဲ့ဒါပေါ့မှာဆိုရင်တော့ကချီပြည်နယ်ရဲ့အဲ့လိုနော်ယာယီအစိုးရဖွဲ့တဲ့နေရာမှာ KIA ကိုလည်းအခန့်ကဏ္ဍအကြီးကြီးယူတင်တယ်မဖြစ်ဘူးဒါကျွန်တော်တို့ကချီပြည်သူတွေအတွက်ဖြစ်နေပြီထို့နည်းတူပဲကျွန်တော်တို့ကချီပြည်နယ်မှာဖွဲ့တဲ့အခါမှာဆိုရင်တော့ KNU ဟာလည်းအခန့်ကဏ္ဍအကြီးကြီးနဲ့ဆိုတော့ကျွန်တော်တို့ဟာနိုင်ငံတကာနဲ့လည်းဆိုင်လာပြီနော်ကချီနဲ့လည်းဆိုင်လာပြီတိုင်းသားလည်းဆိုင်လာပြီကျွန်တော်မြန်မာနိုင်ငံတစ်ခုလုံးလည်းဆိုင်လာပြီဆိုတော့မန္တလေးမှာဖွဲ့မယ်ဆိုရင်တော့ဟုတ်ပြီမန္တလေးမှာတော့အခုဥမာမန္တလေးမှာတော့ဒီတိုင်းသားပါတီဒီမရှိတဲ့အခါကျတော့အများသောအားဖြင့် NLD ပဲပုံမြမှာပေါ့ဒါပေမဲ့လည်းကျွန်တော်ရဲ့နိဗျူဟာအရပြောမယ်ဆိုရင်ဒီတိုင်းသားပြည်နယ်တွေမှာကတိုင်းသားပါတီတွေနဲ့လက်နက်ကိုင်အဖွဲ့အစည်းနဲ့အတူတကွသူတို့က stakeholder ဖြစ်နေတဲ့ကြောင့်အတူတကွပူးပေါင်းပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဆိုတာကိုအားလုံးကိုလည်းကျွန်တော်ပြောလိုပါတယ်ပြီးတော့ဒါတွေအားလုံးဟာမကြာခင်မှာဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောချင်တာကတော့အဲ့လိုလုံနေကြီးနဲ့တစ်ဖက်ကပြောမယ်ဆိုရင်လည်းအဲ့လိုယာယီအစိုးရဥမာချီပီနဲ့ယာယီအစိုးရကိုအကြပိတ်အဖွဲ့ဆိုပြီးတော့ဩစတြေးလျကချင်းတွေအမေရိကကချင်းတွေဥရောပတိုက်ကချင်းတွေကိုလည်းအဲ့မှာထဲလို့ရတယ်လေဒါကတော့ကျွန်တော်ဟာဒီလာတလော့အခြေအနေမှာ formally နဲ့အကူလို့လို့မရလို့ရှာမလို့ဘူး informally နဲ့လည်းကျွန်တော်ဟာအများကြီးလို့ရှာရှိပါတယ်ဒါကြောင့်မလို့ဒါတွေအားလုံးဟာဖြစ်လာနေတယ်အဓိကကတော့ပြည်သူလူထုအတွက်ရည်တည်ပေးဖို့ပဲအဓိကကတော့ဒီ democracy ကို restore ပြလို့နဲ့ freedom ကို restore ပြလို့ဖို့ပဲဖြစ်ပါတယ်